နေခဲ့တဲ့ကလေးဘဝရဲ့ထဲဝမှုတင်ယူမခဲ့တဲ့မိဘနဲ့စိတ်ရသမားများတားမြစ်ကြတယ်စိတ်တင်ရလုံးလက်တဲ့ကြွနေတဲ့အရွယ်အမမမြင်စင်စားတိုင်းမဖြစ်နေပါခဲ့တဲ့လိုက်လို့ဝဲလွယ်ပေါ်ရှူဆိုင်သွင်းရင်နဲ့ချစ်တဲ့သူငိုကတားလဲတမ်းမဲ့ခဲ့တယ်ရန်ကိုတန်ပိုးရင်အသိဉာဏ်တွေရခဲ့ကြာရနေရစိတ်ရုပ်တရုပ်အခုဆိုမပြီးတော့လေစားထုံးမလွယ်ချိန်မှာတော့နောင်နာတရားများနဲ့ဖြတ်ဖို့မလွယ်မဝဲချင်တော့တဲ့ secret လေးရဲ့